ကဲအားလုံးပဲမင်္ဂလာပါဗျနော်ဒီတစ်ခါဟာလားနောက်ပြောပြပေးမယ့်အကြောင်းက7စီအကြောင်းပဲပေါ့နော်လက်ရှိဈေးကွက်မှာဝယ်များနေတဲ့7စီကတော့ဘာဖြစ်မလဲဆိုတော့အစီးလည်းကြီးတယ်နော်ဝယ်လည်းလိုက်နေတဲ့ဟာ3မျိုးပဲရှိပါတယ်အဲ့ဒါဘာလဲဆိုတော့2531ရယ်2533ရယ်ဟာလား2541ဒီ3မျိုးပဲသူကဈေးကွက်ရှိပါတယ်ဗျနော်2031ဆိုရင်လည်းဟာလားဘတ်1000ကနေပြီးဟာ9000လောက်တည်းရနေပြီနော်2533ဆိုရင်တော့ဟာလားဘတ်7သိန်းကျော်ပေါ့နော်1တန်းကျော်ထိအောင်ဈေးပေါက်နေပြီဗျဟာလားသူရှာလဲရှာပါတော့စီရလဲထုတ်လို့မနေလေဟာလားအဲ့လိုသူဈေးကောင်းရနေပါတော့2541ကတော့ဟာလားထုတ်လို့မှုတတိယပေါ့နော်သူကအနည်းဆုံးပေါ့အဲ့တော့သူလည်းဈေးကောင်းရပါတယ်ဟာလား200ကနေပြီး1000လောက်ထိအောင်သူဈေးရနေဟာလားနော်အခုဒီကပြောပြပေးချင်တာကတော့ဟာလားအားလုံးအတိနယ်လည်းနယ်တိမှထင်ပါတယ်ဟာနော်ဈေးကွက်ထဲမှာတော့သူကဝယ်တော့ဝယ်နေပြီဟာလားဝယ်နေသေးတဲ့အစီတစ်မျိုးပေါ့ဒါကဘာလဲဆိုတော့2532ပေါ့ဗျာနော်31ဝယ်တာဟုတ်တယ်33ဝယ်တာဟုတ်တယ်32ကိုကြဒီနေသေးတယ်ဟာနော်ခု32လည်းဝယ်တယ်သူကဘယ်လိုဟာမျိုးလဲဒီမှာကြည့်ကြည့်ပါနော်ဒီပုံစံလေးတွေဟာလားသူမှဘာပေါနာကွမှမရှိပဲတရားဟာတင်ကြီးရလို့ရှောနေဟာလား32မှာဆိုသူဒီလိုပေးမှသူအဟိုင်လေးတွေနဲ့နော်အဲ့လိုဟာလေး32ခုနှစ်မှန်တယ်များဟာလားထုတ်လို့တဲ့ခုနှစ်မှများဒီပုံစံလေးပဲဟာလားစီတီစီကိုကြည့်ရတဲ့ပေါနာကိုကြည့်ရတဲ့ဟာဒါဘယ်နှခုနှစ်ဆိုတော့တွက်လို့ရပါပဲနော်ဟုတ်ပြီနော်ဒီလိုဟာမျိုးလေး32ဆိုရင်သူကရောင်းလို့ရနေပြီရောင်းလို့ရပြီဆိုဈေးနှုန်းကတော့ဟာနော်31တို့33တို့41တို့တော့ဈေးမရှိသေးဘူးပါရအဲ့ဒါဘယ်လောက်ရှိမလဲလို့မေးလာခဲ့မှဆိုတော့ကျွန်တော်တက်နိုင်ဆုံးဖြေနိုင်တာတော့ဟာ200ထိဘယ်200ထိလို့ဈေးပေါက်နေမှာဒီ32ဟာခုနှစ်ကဒီနားလေးမှကြည့်လို့ရတယ်2532နော်အဲ့ဒါဖြစ်မဲ့ဆိုရင်တော့ပူပြီးဈေးကောင်းတော့ပဲအဲ့ဒါဖြစ်ခဲ့မဲ့ဆိုတော့ဒီ32တင်မှဆိုအဲ့ဒါအများဆုံးတွေ့ရတယ်ဗျဘာလို့လဲဆိုတော့ဒီကောင်တွေကဘောင်နာမပါပဲဒီလိုတင်ကြီးလောက်ထားတော့သူကအများဆုံးအဲ့ဒါတွေ့ရပဲအဲ့ဒါမှန်လို့ရှိရင်ဟာလားသူကအဲ့ဒါတော့စီမြောက်သွားပြီအဲ့ဒီလိုရိုးစီဆိုရင်သူကတစ်စီကို200လောက်ပဲရှိသေးတယ်ဟာနော်ဒီကောင်နဲ့ဝယ်လိုက်နေပြီနော်31နဲ့33မှမဟုတ်32လဲဝယ်လိုက်နေပါအဲ့ဒီကောင်ပဲ200လောက်ပဲရှိသေးတယ်အဲ့ဒါဆိုရင်တော့2000ပြောင်းလေးရနေတယ်ဒီဆိုမရှိမဆိုကြတာနော်တခြားလေးကြည့်ထားလို့ရပါပဲ30နဲ့နှစ်ခုနှစ်ပါနော်ဒီလိုဟာလေး32ခုနှစ်တို့ကြဒီဘေးနားလေးမှာဆိုဘောင်လေးတွေမပါတော့ကျန်တဲ့ခုနှစ်တွေတော်များများပါတယ်ဒီနားလေးတွေမှာဆိုဘောင်လေးတွေပါတယ်ဟိုဒီ30နှစ်မှန်သမျှဘယ်စီမှဘောင်မပါပါဘူးဗျဒါတော့ရဲပြောနိုင်မှာနော်ကဲဒီလိုအဆုံးထိကြည့်ပေးတယ်လေဟာလားနော်ကျေးဇူးတင်ပါတယ်ဗျဟာနောက်ထပ်လဲဟာလားဘုသူတော်ရစရာကျွေးစီကြောင်းလေးတော့ထပ်တင်မှာမို့လို့နော်အခြားစီဝါကြောင်းလေးတင်မှာဖြစ်တဲ့အတွက်ဟာလားစေဝန်စားမှုရှိရဆိုရင်တော့ကောင်းဟာလားစခရလက်လောက်ထားပေးချဖို့ဟာနော်တောင်းဆိုပါဗျကဲအားလုံးပဲကျေးဇူးပါဗျဒီလောက်ပါဗျ